တော့ဆက်တင်လိုက်ပြီလေဖြစ်ပါတယ်မာတင်ကစာပြီးပေါ်ပေးပြီးတော့တက်ဆိုတိုက်ကနေပေးထားတယ်အာဖဂန်တင်ကောင်းတယ်တော်တော်ကြောဘူးကျိုးသားနေတယ်ဒါပေမဲ့ဇုံဝင်းသိန်းပြန်လူလာတယ်အရှိကိုဆွဲလာတယ်ဇုံဝင်းသိန်းပဲတောက်ရှော့ဝင်မြောက်ဇုံဝင်းသိန်းဘလို့ခင်းပေးထားတယ်လင်မွန်လိုက်နေတယ်ဒီမဲ့တင်ပြီးအင်ဆိုင်နေရတဲ့အာဖဂန်တင်ကတော့လီဝဲကစားနှစ်ပွဲတည်နှစ်ပွဲရှုံးတဲ့ရမန်နှစ်မှတ်သာရတာပြီးတော့နိုင်ပွဲလုံးဝမရသေးပဲနဲ့အစစ်3နေရာမှာတော့ရက်တီနေကြရလဲဖြစ်ပါတယ်အတင်းလုံးကတော့ခြေစပွဲအောင်မို့အတွက်မျောလင်းချက်ဒရော်လီနဲသွားပြီဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်ကအစစ်ရက်တင်မှုပုံပုံမြင်မာဖို့ပဲကစားဖို့တော့ရှိနေရလဲဖြစ်ပါတယ်ဆက်စနိုင်လူပေးမာတယ်မြောက်အာဖဂန်တင်မဲ့လက်ကမ်းပြီတကယ်နေဟိုးပြီခင်ဗျာအာဖဂန်တင်မာတင်ရဲ့အမောက်တော့အကောင်းဆုံးအတုံးချပြီးပွဲသားချင်း7မိနစ်ရောက်မှာပမာအကျော်မှာလဲညီမအတင်းဘက်ကိုတွင်းမိခဲ့တဲ့ပုံမစ်ပုံပဲစီးရပဲဒီနေ့မှာလဲညီမအတင်းနဲ့အတွေ့မှာတော့သူကိုယ်တိုင်ပဲအတင်းတို့ဥဆောင်ကိုတော့တွင်းယူနိုင်ခဲ့ရလဲဖြစ်ပါတယ်ဇော်ရန်ရီမြန်မာအတင်းကတော့ပွဲကစားချင်းအီဇာလီတဲ့ဆက်စနိုင်တို့ရဲ့အကျွတ်ဖက်ကနေဆက်စနိုင်ရှီကိုကန်နေပေးရမှာတော့ပြင်မဲ့တင်းကစားမှာ6ရောက်တဲ့ကိုရောက်ရှိခဲ့ပြီးတော့ကွန်မာရူဒီရဲ့ကန်ချက်ပြန်ရှန်ထွက်လာတာတော့အီရိုထဲမှာရှိနေတဲ့26ရက်နေ့အိန္ဒိယအတင်းကိုငကိုတကူနဲ့အနိုင်ရရှိပြီးနောက်ပိုင်းနိုင်ပွဲမရတာ2နှစ်ကြာပြီဖြစ်တဲ့အာဖဂန်တင်းဒီနေ့မှာတော့ပွဲတော်စတင်ဥဆောင်ထားခဲ့ပြီလည်းဖြစ်ပါတယ်ကွန်မာရူတင်တယောက်ကြော်လာတယ်ကွန်မာရူတင်ပဲဘလုံးရတယ်ဗျလဲကိုချိုးပေးရတယ်ရိုဂျီလိုရဖို့တော့အခွင့်အရေးနီးစပ်နေတယ်ဗျအာဖဂန်တင်းမဲ့အရိုထဲမှာရောက်နေပြီမူဆာဝီရိုတော့ပုတ်ထားတယ်ဟင်ဖြိုးဝင်းပြလဲမာတင်မဲတက်ဆိုတိုက်ကနေပေးထားတယ်တမ်းမလိုက်နေရဗျလူလိုချွတ်ပဲတမ်းမဒီမလေးထိန်းထားတယ်လက်ကပ်ပြီတော့ပြောင်းလဲနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာဗီဒီယိုရဲ့ပုံစံတိုင်းပဲတန်းပိုင်ရင်ဘတ်နဲ့တစ်ချက်ထိပြီးတော့ညာဒီမောင်ကနေပေးတာခေါင်းတိုက်ပြီအချိန်မှလဲတန်းပိုင်ဒီမောင်ဟေးတန်းပိုင်ရဲ့ကောင်းတဲ့ချက်ကကောင်းမွန်ခဲ့တယ်ဆိုပေမဲ့ဂိုးပေါင်းနဲ့တော့တက်မှတ်ခဲ့ခြင်းမရှိဘူးစာဝီစပန်ဒါရီစီကိုပြန်ပြီးတော့ပေးတာခင်ဗျာစပန်ဒါရီဘယ်ညနေပဲတင်ပေးရတယ်ခေါင်းတိုက်ပြန်ပြီဒီမှာလေအဖွင့်ကိုသွင်းပေးခဲ့တဲ့အာဖဂန်နစ္စတန်တင်းခေါင်းတိုက်ချက်ကိုတော့ကိုသမားဆန်းဆက်နိုင်စွမ်းပြပြီးတော့ပုတ်ထုတ်ကောက်ရဲသွားခဲ့တာပဲဖြစ်ပါတယ်စမန်ဒါရီရဲ့ဘယ်ညနေပေးမူဆာဝီဘယ်ညတောင်မန်းနေတယောက်ကြိုးဖို့ကြိုးစားနေမြမူဆာဝီလက်ကပ်ပြီကန်ချက်ကတော့ဒရော်လီတော့မာဒီမဲရှုကနေပေးထားတယ်ဟင်ဖြိုးဝင်းဘလုံးရသေးရဲ့မြညာချင်းမှာပဲနောက်တစ်ပြတွဲထားတယ်ဟိန်းထက်အောင်လင်မရှိနေတဲ့ဝင်းလင်းအောင်လက်ကံပြီးထပိတ်တယ်ကိုဘီခမဒီနေ့ပွဲစမှာအခွင့်အရေးတွေကိုအသုံးချနိုင်ခဲ့ခြင်းမရှိတဲ့တန်းပိုင်ဒီချိန်မှာတော့ရလာတဲ့အနေထားကိုအမိရပိတ်သွင်းယူပြီးတော့မြန်မာတင်းတို့ခြေပါကိုပြန်လဲရယူအာဖဂန်တင်းဘက်ကိုသွင်းကိုရယူနိုင်ခဲ့တဲ့တန်းပိုင်ဒီနေ့ပထမပိုင်းပြီးဆုံးဖို့တမလစ်လိုတဲ့အနေထားမှာဝင်းလင်းအောင်ရဲ့အေရွာတွေကိုအကွက်မြင်မြင်နဲ့ဖေဖို့တဲ့ပုံလုံးကိုတော့အမိယာပိတ်သွင်းအစုံတက်ပြီးတော့မြန်မာတင်းတို့ခြေပါကိုတော့တန်းပိုင်ရရယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ရောဝိုင်းပွဲချိန်တောက်လျှောက်မအာဖဂန်တင်းမဲ့ရှုပေးထားတယ်။ရောတော့ရောက်လာပြီလားကမ်မီအာဖဂန်တင်းဦးဆောင်ကိုရဖို့ထွက်ကပြင်လဲပြီးတော့တားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်။နောက်ပြတွဲထားတယ်အာဖဂန်တင်းမဲ့အီရိုပို့ထားပြီမြန်ဘာလိုက်ထားတယ်ဘာလိုက်ချက်ကတော့ဒရိုလီတိတ်ပြီးတော့ထီရောက်ချင်တော့မရှိကြရလဲအားကစားဝါနာရှင်ပြည်သူများအားလုံးကိုအာဖဂန်နစ္စတန်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ဒုတိယပိုင်း45မိနစ်တိုင်းထုတ်လွှင့်တက်ဆက်မှုစီစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်။ဟိုဝိုင်းပွဲကစားချိန်45မိနစ်အတွင်းမှာတော့တကောင်ကကန်ပေးထားတယ်။ရိုးကြလာပြီ။အာဖဂန်တင်းခန်းစစ်ပြန်ကောင်းတဲ့ရှင်းလာခဲ့ရလဲဖြစ်ပါတယ်။အင်ဖြိုးဝင်းတကောင်ကပေးထားတယ်။တကောင်ကရိုးထပ်ပို့ထားတယ်နော်။အာဖဂန်တင်းခန်းစစ်ကပဲပြန်လည်ပြီးတော့ကောင်းတဲ့ရှင်းလာခဲ့ရလဲဖြစ်ပါတယ်။လူမိုးအောင်ရိုးတော့ရသေးရဲ့လက်ကန်နေ။လူအချက်တွေတော့များနေခဲ့ပြီးတော့ကမ္မတင်တော့ပြင်မတင်တော့ခွင့်ကောင်းဖြစ်နိုင်တဲ့အနေအထားတွေမှာတော့ရှိနေရလဲဖြစ်ပါတယ်။အာဖဂန်တင်းရဲ့ဘောလုံးလက်ခံနိုင်ရမြောက်။ယွန်စားမှာဘေဂျန်နဲ့တွဲထားတယ်။အာဖဂန်တင်းရဲ့ဘယ်ဒီမဲ့ရသေးရဲ့နောက်ဝေးရိုးရောက်လာပြီလက်ကံပြီ
ဒီတစ်ချိန်မှာတော့ဆက်ဆက်နိုင်ပထမဆုံးချိန်ချောက်တဲ့ကိုပေါ့ချိန်ချောက်မှုတော့တင်ရခန်းစစ်ကနာဝစ်ကတက်စီတီလိုက်ပါပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကန်ဒီကစားမတွေပြတ်တားနိုင်ရလည်းဖြစ်ပါတယ်ကွန်မာရီရဲ့အဲ့တော့ပို့လာပြီးကျော်မင်းပြရှင်းတာတွေအဝတ်လက်ကမ်းပြီးမာတင်ရခန်းစစ်ရဲ့ရှင်းတော့မာတင်ရဲ့ပနယ်ဒီအေရီယာထဲမှာတော့ကန်ခွင့်ရခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့မူဆာဝီရဲ့ရောပုံတော်တစ်ခုနဲ့မာတင်ကတော့ရေးဆိုင်နေရလည်းဖြစ်ပါတယ်ကွန်မာရီတင်တချို့ပေးတာတယ်အဖဂန်တင်ပဲပိတ်တယ်လို့ဖြစ်ပေါ်နေခဲ့ပြီးတော့ကွန်မာရူတင်ဖြတ်ချိုးပေးတဲ့ပုံလုံးကိုတော့လူဆောင်စားမှာဆော်ရီအေရီယာအပြင်ဘက်ကနေမနာတဲ့အဆုံးသတ်ဖို့အတွက်အကျိုးပန်းခဲ့မလဲကြားပြီးဖို့ကြိုးစားနေကြရလည်းဖြစ်ပါတယ်။မာတင်မေရိန်အောင်ဘလို့ရသေးရဲ့မြရိန်အောင်မေပြီးတော့ပို့ထားပြီးဘုံမှာဖြတ်ပို့တယ်မြအေရီယာကြလာပြီးလက်ကဲတယ်ဂိုးပြီးခင်ဗျာမြန်မာတင်လူဆောင်စားမှာကိုကျော်စင်ဟိန်းအတင်းတော်ဦးဆောင်ဖို့တော့ပွဲသားကြီး82မိနစ်ရောက်မှာသွေးယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။လာခဲ့တဲ့ကိုကျော်စင်ဟိန်းဂျုံကြီးချက်ကိုတော့အတင်းတော်ဦးဆောင်လိုက်သွေးပြီးတော့2ဂိုး1ဂိုးဆိုရဲရလက်တစ်ခုနဲ့တော့အာဖဂန်အသင်းကိုတော့စတင်ပြီးတော့ဦးဆောင်လိုက်ပြီပဲဖြစ်ပါတယ်။တင်သွားတဲ့ကစားသမားကတော့ဒီရပိုင်းမှာလူစားဝင်လာတဲ့ခွန်ကျော်စင်ဟိန်းပဲဖြစ်တယ်ခင်ဗျာ။လူသားစားမနူးပြတဲ့ရိန်အောင်နဲ့ခွန်ကျော်စင်တို့ရဲ့အတွဲဖက်ကနေတော့ဒီတွင်ကိုဖြစ်လာရလို့ဆိုရမှာဖြစ်ပါတယ်ရိန်အောင်ရဲ့ပေးဖို့မှုတော့ဝင်းအနေနဲ့စင်ပန်ကစားမှာဖြစ်တယ်ဆိုပြီးတော့လည်းကျွန်တော်တို့သိထားရတယ်ဗျာ။အောက်ကနေလက်ကမ်းပြီမန်ဆော်ရဲ့ area ပြပညာချီကန်ချက်ကိုတော့မြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်မန်ဆော်ရှာလာတဲ့ဘုံလုံးကိုတော့ပြရတယ်ဗျကျော်စင်ဟင်းတစ်ထိန်းနေရတယ်ဗျာတာယာပဲခင်ဗျကျော်စင်ဟင်းပဲလေပြန်ပေးရတယ်ဝင်းသိဝင်းနိုင်ထုံး area ထဲမှာတယောက်ကြော်တယ်ဝင်းနိုင်ထုံးပဲဒီရထဲမှာတော့ဝင်းနိုင်ထုံးလဲကျသွားခဲ့ပြီမင်းကွန်လီတန်ကတော့မာရူတင်ရှိကိုပေးထားတယ်ဇာရီအာရဖီညာချမ်းမှာပဲတယောက်ကြော်လာတယ်လေကိုပြန်ချိုးပေးခဲ့ပြီမင်းအောက်ကန်တင်မဲနောက်ပေါင်းနဲ့ပြန်ချပေးထားတယ်လက်ကချိုးသားတယ်အမျိုးခန့်နေမော်လက်ကန်လာတယ်ရောင်ပေးထားတယ်အောက်ကန်တင်မဲတက်စုကိုကန်ပေးထားတယ်ဒါပေမဲ့ကန်ပေးဖို့မှုကတော့ဒီသားကိုအရှိန်များနေခဲ့တာပဲဖြစ်ပါတယ်တက်စုကိုပုံပေါ်ကြိုးစားနေပူပေစီအာကစားဝါနာရှင်ပြည်သက်များခင်ဗျာကျွန်တော်စီကန်တင်ဆက်နေစဉ်တွင်းမှာပဲအာဖဂန်နစ္စတန်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်